မနီလာမှုကိုအလှငွေကောက်ခံဖို့သွားရေးရတနာဆိုင်ကထွက်လာတဲ့အချိန်မှာပဲတနတ်သမားတယောက်ကသူမကိုပြစ်မှတ်ထားပြီးပစ်ခတ်ပါတော့တယ်သူမဘေးကလူတနတ်မှန်သွားပြီးသွေးတွေဟာဝမ်စုရဲ့မျက်နှာကိုဆင်လာတဲ့အထိအခြေအနေကအရန်စိုးရိမ်စရာကောင်းနေခဲ့တယ်အဲ့ဒီထိတ်လန့်စရာကောင်းတဲ့အခိုက်အတန့်မှာပဲတနတ်ကြိုက်ထားတဲ့အမျိုးသားတယောက်ရောက်လာပြီးဝမ်စုရဲ့နာမည်ကိုခေါ်ကသူမကိုအန်ဒီယေကြားကနေကယ်ထုတ်သွားပါတော့တယ်သူ့နာမည်ကတော့စိုးဒိုယွန်ပါဝမ်စုကိုလှုပ်ကြံတက်ဖြတ်မဲ့လူတွေကြားကနေကယ်ထုတ်လာခဲ့တဲ့စိုးဒိုယွန်ဟာတာမန်လူတယောက်မဟုတ်ပါဘူးသူဟာကိုရီးယားကရဲအရာရှိဟောင်းဖြစ်ပြီးလွန်ခဲ့တဲ့3လကမနီလာမြို့မှာသူ့ရဲ့တငယ်ချင်းအသက်ခံလိုက်တဲ့ကိစ္စကိုလိုက်စုံစမ်းနေသူပါသူ့တငယ်ချင်းတေဂါနီးမှာပြောသွားတဲ့ပန်းဒီစီပန်းတွေပို့လိုက်ပြီးဆိုတဲ့စကားစုရဲ့အထိပ္ပယ်ကိုသူအသေးအတန်ရှာဖွေနေခဲ့တာပါဒိုယုံဟာကာစီနိုတစ်ခုမှာတည်င်းနှိုက်နေရင်ကိုရီးယားရဲကိုတတ်ခဲ့တဲ့လူသက်သမား L အကြောင်းကိုကြားလိုက်တယ်လို့သူ့ရဲ့စီနီယာဟောင်းပတ်ကလည်းဒီအမှုတွေမှာပတ်သက်နေမှရိပ်မိသွားပါတယ်အဲ့ဒီကနေသစ်စင်လူသက်သမား L ဟာနာမည်ကြီးလောင်းပေါ်မှာတယောက်ယောက်ကိုလွတ်ကြံတော့မယ်ဆိုတာသိလိုက်လို့အပြေးလွှားသွားခဲ့ရင်မမျော်လင့်ပဲအိုဝမ်စုကိုကယ်တင်လိုက်မိတာပါပဲဒိုယွန်ဟာဝမ်စုကိုတယောက်မှမသိနိုင်တဲ့သူ့ရဲ့ပုံအောင်ရစီခေါ်သွားခဲ့တယ်။ဝမ်စုကရဲတိုင်ခြင်းပေမဲ့ဒိုယွန်ကရဲထဲမှာလည်းသစ္စာဖောက်တွေရှိနိုင်တယ်လို့သတိပေးလိုက်တဲ့အခါဝမ်စုလည်းငြိမ်သွားရရှာတယ်။ အိမ်ရောက်တော့ဒိုယုံဟာသူ့ရဲ့ဒဏ်ရာတွေကိုကိုယ်တိုင်ဆေးထက်ပတ်တီးစီးနေတော့ဝမ်စုကအနားကိုရောက်လာပြီးကူညီပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာဝမ်စုကသူ့ကိုကြည့်ပြီးရှင်းကဘာလို့လဲကျမကိုဘာလို့ကယ်တာလဲလို့မေးလိုက်တဲ့အခါမှာတော့ဝမ်စုတယောက်သွေးတွေတုပ်ဖို့ဘတ်ထရုံနဲ့အသွားမှာချော်လဲမလို့ဖြစ်ခဲ့ပေမဲ့ဒိုယုံကဖန်ထင်းပေးလိုက်တဲ့အခါသူမရဲ့ရင်ထဲမှာတခါမှမခံစားဘူးတဲ့နှွေးထွေးမှုတစ်ခုရိုက်ခတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ခင်မင်းချစ်သူကသူမကိုလာကြိုပြီးစူပူအပြစ်တင်နေပေမဲ့ဝမ်စုရဲ့စိတ်ထဲမှာတော့သူမကိုအသက်ဘေးကကယ်ထုတ်ခဲ့တဲ့ဒိုယုံရဲ့ပုံရိပ်တွေပဲပြည့်နှက်နေတာပေါ့။တစ်ဖက်မှာလည်းဒိုယုံဟာသူ့တငယ်ချင်းစီကရခဲ့တဲ့ကြောက်ကတ်အစားထိုးခွဲစိတ်မှုအမာရွတ်လေးကိုကိုင်ရင်တငယ်ချင်းတည်ဆုံးမှုအတွက်လက်စားချေဖို့ကြိုးစားနေပါတယ်။မမျော်လင့်မဲ့ဝမ်စုရဲ့မိသားစုလုပ်ငန်းဖြစ်တဲ့ Wing Group ဒါမှမဟုတ်ပန်းတယ်လူအမိခွက်ပေးထားတဲ့အဖွဲ့အစည်းစီမှာတက်တော်ဆောင်အထွတ်ဝင်ရောက်လုပ်ကင်ဖို့အခွင့်အရေးရလာခဲ့ပါတယ်။ဒိုယုံဟာသူ့တငယ်ချင်းကိုတက်ခဲ့တဲ့လူသက်သမားကိုရှာဖို့အတွက်ဒီအဖွဲ့တဲကိုဝင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့ဝမ်စုဟာအန်ဒီယေတွေကိုဂယုမဆိုင်ပေသတင်းစာရှင်းလင်းပွဲလုပ်ပြီးအကျန်းဖက်သမားတွေကိုရဲရဲကွန်းကွန်းစိန်ခေါ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူမမိသားစုရဲ့ပါတီကွဲကိုတက်ရောက်ခဲ့ရင်တက်တော်ဆောင်တန်းကြီးထဲမှာဒိုယုံကိုတွေ့လိုက်တဲ့အခါသူမစိတ်အေးသွားရပါတယ်။ဝမ်စုဟာသူမရဲ့အသိကိုပြန်စဉ်းစားမိတယ်။ငယ်ငယ်ကသူမအမေဟာခေါက်ကွေးမှာအခုယောက်ျားလောင်းရဲ့နှိမ့်ဆက်မှုကိုခံရတဲ့အလုတ်သမားတူမှာအလုတ်ချုပ်ခံရတယ်နော်အမေထီသူကခေါက်ရိုက်တန်တစ်ချောင်းကိုခိုးလာပြီးဝမ်စုကိုခေါက်ရိုက်ဖို့တိုက်တွန်းခဲ့တာကနေဒီနေ့အခြေအနေအထိရောက်လာခဲ့တာဖြစ်ပါတယ်။အိုဝမ်စုရဲ့ဘဝဟာအောင်မြင်မှုတွေနဲ့ပြည့်နှက်နေပေမဲ့နောက်ွယ်မှာတော့မျက်ရည်တွေနဲ့ပါ။ခေါက်တီးလောကမှာဒေါ်လာတန်းကြီးရှာနိုင်ခဲ့ပေမဲ့